ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာမြေထားမှဖေဖော်ဝါရီလရုံးပိတ်ရက်ရှည်ကာလအတွင်းခရီးသွားပြည်သူများနဲ့ဌာနဆိုင်ရာဝန်ထမ်းများအဆင်ပြေစွာဖြင့်ခရီးသွားလာနိုင်စေဖို့အတွက်ဖေဖော်ဝါရီလ18ရက်နေ့မှာရန်ကုန်နေပြည်တော်ရန်ကုန်ခီးစဉ်ကိုပုံမှန်ရထားများအပြင် DMU အစံအစုံအထူးရထားများဖြင့်၎င်းဝလမြိုင်ရန်ကုန်ခီးစဉ်ကို၄အိတ်အစုံအထူးရထားဖြင့်၎င်းပြည်ရန်ကုန်ခီးစဉ်ကို၄အိတ်အစုံအထူးရထားများဖြင့်၎င်းတိုးချဲ့ပြေးဆွဲပေးခဲ့ရာခီးသည်စီးနှင်းမှုများပြားလျက်ရှိကြောင်းသိရပါတယ်။တည်င်းပြေဆုံးကိုရန်ကုန်သတင်းဌာနခွဲမှဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။မြမမီရထားမှာရုံးပိတ်ရက်ရှည်ကာလဖြစ်တဲ့ဖေဖော်ဝါရီလ18ရက်နေ့မှာရန်ကုန်နေပြည်တော်ရန်ကုန် DMU အစုံအစံအထူးရထားမော်လမြိုင်ရန်ကုန်၄အစုံအထူးရထားနဲ့ပြည်ရန်ကုန်၄အစုံအထူးရထားများတိုးချက်ပြေးဆွဲပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်နေလာခဲ့တာမှအခုနေပြည်တော်ပြန်มาရှင်။ online ကပဲဝယ်လိုက်တာရှင်။တော့ပြန်အောင်ပေါ့။ကားထက်ရထားကြဘယ်လိုပြောရမလဲ။နည်းနည်းအချိန်မြန်တယ်လို့လည်းပို့ထင်ရရပေါ့နော်။သွားရလာရအဆင်ပြေပါတယ်။အခုတို့တိုးတက်လာတာအများကြီးကျေးဇူးတင်ပါတယ်ဥမာ။လွယ်ကူတဲ့မြန်ဆန်တဲ့ဘယ်လိုပြောမလဲအကုန်လုံးရဲ့တန်တန်ရှင်းရှင်းလေးဆိုတော့သဘောတော့ကြပါနော်။ကိုလေသွားလို့လာလို့တော်လေးတော့အဆင်ပြေသွားပါတယ်နော်။အရင်ကတည်းဆိုင်တော့အရန်ကောင်းပြီးတော့အရန်ပြောင်းလဲလာတာပေါ့နော်။စီးရတာရောသွားရလာရတာရောအရန်အဆင်ပြေပြီးအရန်ကောင်းပါတယ်။နေပြည်တော်နဲ့ရန်ကုန်လာတာအခုနေပြည်တော်ပြန်မှာအဆင်ပြေတဲ့ online ကနေဖြတ်လိုက်တာ။ဟုတ်ကဲ့အားလုံးအဆင်ပြေပါတယ်။ပိုကောင်းတာပေါ့ဘောင်းဝန်ထမ်းတွေကပိတ်ရနဲ့ပြန်မှာဆိုတော့ပိုကောင်းတယ်။ကြော်တာပေါ့ဝမ်းသာပါတယ်နော်။ကျွန်တော်တို့နိုင်ငံလည်းပါပြီအခုတို့လေးစီးရတာအဆင်ပြေပေါ့နော်။ကောင်းတယ်အဲ့ဒါလေးရုံးပိတ်ရက်ရှည်ကာလမှာခီးသွားပြည်သူများမိရထားဖြင့်အေဂျင့်ပျော်ရွှင်စွာခီးသွားလာခဲ့ကြရာမြမမိရထားမှာခီးသည်များအတွက်လက်မှတ်များလွယ်ကူစွာဝယ်ယူရရှိနိုင်အောင်ဆောင်ရွက်ပေးထားသလိုအခုလိုထူးရထားများတိုးချက်ပြည့်စွက်ပေးလျက်ရှိနေတာကြောင့်လိုက်ပါစီးနေသူခီးသည်များပုံမှန်များပြလျက်ရှိနေပါတယ်ကျွန်တော်တို့ရန်ကုန်နေပြည်တော်လမ်းပိုင်းမှာကျွန်တော်အမှတ်9ဆန်အမှတ်8စုံအမှတ်31ဆန်32စုံအမှတ်17ဆန်အမှတ်17စုံရထားတွေပြေးဆွဲနေသလိုပဲဒီနေ့ရုံးပိတ်ရက်ရှည်ကာလမှာခီးတဲ့များပြားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရန်ကုန်နေပြည်တော်ကိုကျွန်တော်တို့ကအစံထူးအစုံထူး DMU ရထားနဲ့ထူးရထားအနေနဲ့တိုးချက်ပြေးဆွဲခဲ့ပါတယ်ရန်ကုန်မော်လမြိုင်လမ်းပိုင်းမှာကျတော့ကျွန်တော်တို့ကမော်လမြိုင်ကနေပြီးတော့ရန်ကုန်ကိုကျွန်တော်တို့အစုံထူးအနေနဲ့ပြေးဆွဲမှာပါ18ရက်နေ့မှာပဲပြည်ကနေပြီးတော့ရန်ကုန်ကိုကျွန်တော်တို့အစုံထူးအနေနဲ့ပြေးဆွဲမှာဖြစ်ပါတယ်ခင်ဗျနှစ်တကူပိတ်ရက်တွေတို့ကျွန်တော်အခါကြီးပိတ်ရက်တွေတို့ရက်ရှည်ပိတ်ရက်တွေမှာခီးတဲ့ကျွန်တော်တွာလာမှုပုံများပြားပါတယ်များပြားတာတဲ့ခီးသည်တွေကိုအဆင်ပြေဖို့အတွက်ကိုကျွန်တော်ရည်ရွယ်ပြီးတော့ရုံးဝန်ထမ်းတွေလည်းဒီချိန်မှာတွာလာရေးလာရေးအဆင်ပြေဖို့ခီးသည်တွေတွားရေးလာရေးအဆင်ပြေဖို့အတွက်ကိုရည်ရွယ်ပြီးတော့ဒီအထူးရထားတွေကိုတိုးချက်ပြေးဆွဲခြင်းဖြစ်ပါတယ်မြမမီရထားမှလမ်းပိုင်းတီးတီးမှာခီးသည်များအတွက်ရထားများပုံမှန်ပြေးဆွဲပေးလျက်ရှိနေပါတယ်ဒါအပြင်အခုလိုရုံးပိတ်ရက်ရှည်ကာလဖြစ်တဲ့ဖေဖော်ဝါရီလ18ရက်နေ့မှာလည်းရုံးဝန်ထမ်းများနဲ့ခီးသည်များပုံမှန်အဆင်ပြေစွာသွားလာနိုင်စေဖို့ပုံမှန်ရထားများပြင်အထူးရထားများကိုတိုးချက်ပြေးဆွဲပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။